အိမ်ကိုရောက်လို့ဤကွန်တယောက်ဖုံးပြောနေတော့မှပဲရေချိုးကန်းထဲကနေမင်းရောင်ရဲ့အော်တန်ကြီးထွက်လာပါတယ်။သူပြေးကြည့်လိုက်တဲ့အခါမှာတော့ရေပန်းကောင်းကပြုတ်ထွေပြီးရေတွေကနေရာအနှံ့ကိုပန်းခွင်နေတာပါ။ဤကွန်ကရေပန်းကောင်းနဲ့အတော်ကြာတိုက်ပွဲဝင်လက်ရပြီးမှရေကိုပိတ်နိုင်ခဲ့ပါတယ်။ရေတွေဆူရွှဲပြီးကြွက်စုပ်လေးလိုထိနေတဲ့မင်းရောင်ကိုမြင်တော့ဤကွန်ကချက်ချင်းပဲကပတ်နဲ့ပတ်ပေးလိုက်ပါတယ်။ဒီလိုနှွေးထွေးတဲ့ဂယုဆက်မှုလေးကြောင့်မင်းရောင်ရဲ့ရင်ထဲမှာလည်းကြည်နူးမှုလေးတွေစတင်အမြင့်တွယ်လာခဲ့ပါပြီ။ရက်အနှဲငယ်အတူတူဖြတ်တန်းပြီးနောက်မှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတိတိတတ်တာပြေးလည်လာခဲ့ပါတယ်။နောက်တစ်ချိန်ကိုပွန်ဆောင်တင်တန်းသွားရမယ့်အချိန်မှာတော့မင်းရောင်ကအားနာလို့ဤကွန်ကိုမဖိတ်တော့ပါဘူး။ဒါပေမဲ့မမျှော်လင့်ပဲဤကွန်ကသူ့လိုတင်တန်းကိုရောက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူတို့နှစ်ယောက်လက်ချင်းသွဲမိဘိုက်ထရက်ကကလေးလေးအတွက်ကလေးဝတ်စုံလေးကိုကိုယ်တိုင်ချိုးလို့ခဲ့ကြပါတယ်။ချစ်စရာကောင်းတဲ့ဝတ်စုံလေးကိုကြည့်ပြီးမင်းရောင်တယောက်မကြုံစဘူးနှွေးထွေးမှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီညမှာတော့ဤကွန်ဟာသူတို့အတူတူလှုပ်ထားတဲ့ကလေးဝတ်စုံလေးကိုကြည့်ပြီးဂုံယူနေခဲ့တယ်လို့ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့မင်းရောင်ကိုလည်းကျင်သာတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေမိပါတယ်။မင်းရောင်တယောက်ဆိုဖာပေါ်ကနေလိမ့်ကြတော့မဲ့အချိန်မှာဤကွန်ကအချိန်မီဖမ်းထိန်လိုက်နိုင်ခဲ့ပါတယ်။သူကမင်းရောင်ကိုပွေ့ချပြီးကတဲ့ပေါ်မှာဂယူတစိုက်သွားသိပ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းရောင်ရဲ့လက်ကပတ်တီးကိုမြင်လိုက်ရတော့ဒန်နီယယ်ကိုတပွန်သူဟဲ့တဲ့စိတ်ကပြန်ပေါ်လာပြန်ပါတယ်။သူကဒန်နီယယ်စီးပေးထားတဲ့ပတ်တီးကိုအညူးနဲ့ခွာပေးလိုက်ပြီးသူကိုယ်တိုင်အစ်စ်တစ်ခုကိုတေချာလီပြန်စီးပေးလိုက်ပါတော့တယ်။နောက်တနေ့မနေ့မင်းရောင်မနိုးခင်မှာပဲဤကွန်ဟာသူတို့နှစ်ယောက်ရဲ့ပထမဆုံးဆယ်ဖီပုံလေးကိုခိုးရိုက်ပြီးတင်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကကြည်နူးစရာကောင်းနေတော့မှပဲမင်းရောင်ရဲ့အမေကမင်္ဂလာဆောင်တစ်ခုတက်ဖို့ညွတ်တက်လာခဲ့ပါတယ်။ဤကွန်ကိုအားနာလို့မင်းရောင်ကအတိမပေးပဲဘလို့ရှင်းပြရမလဲကြမ်းဆက်နေတော့မှပဲမမျှော်နှင့်ပဲဤကွန်တယောက်ရောက်လာခဲ့ပါတယ်။အံ့ဟောဖို့ကောင်းတာကတထေးကြီးဤကွန်ဟာလူကြီးသူမတွေကြားထဲမှာပျော်ပျော်ပါးပါးကခုန်နေတာကိုမင်းရောင်တယောက်ပါဇက်အဟောင်းသားနဲ့ငေးကြည့်နေမိပါတော့တယ်။မင်းရောင်လည်းပျော်ပျော်နဲ့ဝင်ကခုန်မိသလိုသူမရဲ့အမေကလည်းဤကွန်ကိုတားအရင်တယောက်လိုပို့ပြီးသဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့အခြေအနေတွေကောင်းမွန်လေတော့မှပဲပြဿနာကစတတ်ပါတယ်။ဤကွန်ရောင်းချလိုက်တဲ့မင်းရောင်မီသားစုလီးနေတဲ့ကျွန်းကဆက်ယုံကိုဝယ်သူကအမိုက်စွန့်ပစ်တဲ့နေရာအဖြစ်ပြောင်းလဲဖို့စီစဉ်နေတဲ့တရင်ကိုဤကွန်ကဖုံးတဲကနေကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာမင်းရောင်ကသူ့နောက်မှာရပ်နေတာကြောင့်ဤကွန်လှန့်ပြီးဖုံးကိုချပစ်လိုက်ပါတယ်။မင်းရောင်ကဖုံးကိုကောက်ပေးဖို့ကြိုးစားတဲ့အခါဖုံးတဲကအထက်ကိုမင်းရောင်ကြားသွားမှဆိုလို့ဤကွန်ကသူမကိုရုတ်တရက်ရင်ခွင်ထဲဆွဲဖက်လိုက်ပါတော့တယ်